မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေဗီဒီယိုဝါသနာရှင်အပေါင်းနဲ့သားသမီးအပေါင်းကျမ်းမာလို့ချမ်းသာကြပါစေလို့ဘုရားပထမဆုအောင်တောင်းပေးပါတယ်ဆရာကတော့ဗီဒီယိုနဲ့ရေးတရားအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစစ်တွက်ချက်ဟောပြောပေးနေတော့ဗီဒီယိုဆရာကိုစုံနေတော့ဖြစ်ပါတယ်ခင်ဗျာဒီနေ့ဟောပြောဖတ်တာပြီးမှာကတော့မိတ်ဆွေတို့မှာငွေကြီးအခက်အခဲလုပ်ငန်းကိုင်ငန်းအဆင်မပြေတာပြည်မိကိစ္စတွေမှာတော့ကိုခက်ခဲဖြစ်နေတဲ့အခါလေးတွေမှာကျွလို့ရတဲ့ကာရာလေးတစ်ခုတင်ပြပေးပါမယ်ဒီကာရာလေးကတော့တကယ်ကိုလည်းအမခံလဲစွမ်းပါတယ်ယုံကြည်နဲ့လုပ်ခြင်းအပြင်ကျွန်တော်ရဲ့မိတ်ဆွေဗီဒီယိုဝါသနာရှင်များလည်းလက်ကြပါလိဆိုတဲ့ရွေးချက်တွေနဲ့ဆရာကတင်ပြပေးခြင်းဖြစ်ပါတယ်ဘယ်လိုနေရာမျိုးတွေမှာစွမ်းလဲဆိုရင်ကိုယ်မှအများကိုပြပေးရရှိတဲ့အခါလေးမှာစိတ်အားငယ်ရတာဘလို့မှအဆင်မပြေတာကိုယ်မှလုပ်သမျှလေးတွေလွတ်ချော်တာတို့သမျှကိုင်းသမျှလေးတွေဝီကြီးအခက်ခဲနဲ့ဘလို့မှဖြစ်ရှင်းလို့မရတာမျိုးတွေမှာလည်းပြုလို့ရပါတယ်ပြုလို့တဲ့အခါမျိုးတွေမှာလည်းကိုကနေပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနမောတတ္တဓမ္မဥဆုံးပြုစုပြီးတော့မှရွတ်မယ်ဆိုရင်ကိုကြီးထီရောက်ပါတယ်ခင်ဗျာဒီရဲ့အခါလည်းကိုကကာမန္တန်ကိုရွတ်မယ်ဆိုရင်ဘုရားမှာဆွန်တော်ပန်းတော်ကတ်တောက်တော်ရေချမ်းပန်းစီမီလေးတွေကပ်ပါကပ်ပြီးတဲ့အခါမျိုးလေးတွေမှာလည်းကိုကလည်းကိုမစားထားဘူးရတေတာမတော့စားထားတာဘူးကိုရင်ကိုတန်တန်ရှင်းရှင်းလေးနဲ့ထားမှာပေါ့ဗျာဒါမှသာလေခါရရဲ့အစွမ်းကအစွမ်းထပ်တာပါပဲဒီခါရလေးကလည်းရွတ်တာကလည်းတူတူလေးပါပဲတူတူလေးဆိုပေမဲ့သာသမီတွေလည်းပြည့်လို့နိုင်ပါတယ်ဒါလေးကလည်းတကယ်လို့လည်းစွမ်းထပ်တာမှာပေါ့အမကအောင်လည်းစွမ်းထပ်ပါလေခင်ဗျာဒါကြောင့်မို့လဲကျွန်တော်ရဲ့ဗီဒီယိုမာသနာရှင်များကိုတင်ပြပေးခြင်းဖြစ်ကြပါပဲဆိုလိုတဲ့အရာလေးတွေမှလည်းတချို့ကြတော့လဲယုံကြည်မှုနေကြတာပေါ့ဗျာတချို့ကြတော့လဲကိုလုံးမယ်ဆိုပြီးတော့လဲဟုတ်ပါမလားဖြစ်ပါမလားဆိုတဲ့တံဝေကားကြီးလူကြီးနဲ့လည်းရှိကြပါတယ်ဒါပေမဲ့တချို့တော့ဒီပညာရှင်တွေဆိုရင်လည်းဒါတွေကတော့သိကြပါလိမ့်မယ်ဒီမန္တန်တော်ကတော့ဈာခဏိစမာတိဆိုတဲ့ကာရာတော်ကြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒါလေးကလည်းရှိအစဉ်လေးကနေပြီးတော့ရှိကိုအစဉ်လာတဲ့ကနေပြီးတော့ခံပြရဆန်ဆန်တဲ့ဘုရားဘုရားရှင်ကိုရောမြတ်ကြီးကိုဒီဖက်ပူဇော်ခြင်းအပြင်ဒါလေးတွေကလလာပါကိုကျွမ်းလန်းစေတယ်လလာပါကိုတူးစေတယ်ဒီလိုအချိန်မျိုးမှာဝေကြီးခက်ခဲဖြစ်နေတဲ့အချိန်လေးမှာလက်ဆိုရင်ဒီမန္တန်တော်လေးကတကယ်ကိုလည်းအစွမ်းထပ်ပါတယ်လို့ဆရာကတင်ပြပေးခြင်းဖြစ်ပါတယ်ယောဂမဲ့ပုံစံလေးကတော့ပုံမှာအပေါ်ဝမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပန်းစီမီကတ်လူပြီးတာနဲ့ကိုယ့်ရဲ့အိမ်အပေါ်ဝါပဲဖြစ်ဖြစ်ယုံကအပေါ်ဝါပဲဖြစ်ဖြစ်ဆိုင်ကအပေါ်ဝါပဲဖြစ်ဖြစ်တော့ဗျာအဲ့ဒါလေးတွေကိုကိုကနေပြီးတော့မြင်လာမှုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအာယုံပြုပြီးတော့ယောဂမှာပါယောဂရာကတော့ခုနခေါက်များများရွတ်နိုင်တော့ကိုကောင်းတာပေါ့ဗျာကိုကြီးစွမ်းထပ်ပါတယ်ခုနှစ်ရက်တော့တွင်းကိုလည်းတကယ်ကို